Hello everyone အခု vlog လေးကတော့ချော monthly မျိုးကိုတစ်လရဲမှာ3ချိန်ရောက်ဖြစ်ပုံကို record လုပ်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်ပထမဆုံးချိန်ကတော့မီနဲ့ဖေဖေရဲ့ပွဲကိုလိုက်လာတာဖြစ်ပါတယ်ချော monthly မျိုးမရောက်တာ9နှစ်ကျော်လောက်ကြာပြီဆိုတော့အခုမှ monthly မျိုးကိုပြန်ရောက်ဖြစ်တာပါမီနဲ့ဖေဖေရဲ့ပွဲကိုလိုက်လာတာပေါ့နော်လမ်း30 31ချာဖိလှလိုက်တာမမေးတောင်းရင်းနဲ့ကျုံရင်းနဲ့အေးမောင်လေးโอเคရတနာဘုံ Dynasty Hotel ဖြစ်ပါတယ်ခုမှကြည့်ရအောင်ရှင်ဖွင့်နေရလားဟုတ်ပါတယ် I don't know ဒါကတော့ပွဲနေ့မတိုင်ခင်မှာဖေဖေကရဟာစီလုပ်ပေးနေရဖြစ်ပါတယ်သမီးဖန်းနဲ့အခုတည်းအခုကသမီးကဒေယာရွေးစရာလို့ပြောအဲ့ဒီမှာဖေဖေရဟာစီလုပ်နေရဟိုတမီးကမှတ်တမ်းတင်နေရဖြစ်ပါတယ်ဟိုတယ်နာကတနီးလက်မှာမမီကပွဲအမီလှပြင်နေရဖြစ်ပါတယ်ပွဲနေ့ရောက်ပါပြီဒါတော့အရင်ကိုလှပနေတဲ့မမီဖြစ်ပါတယ်ရှင်လောင်းပွဲမထုတ်ခင်အဲခံဖျော်ဖြေနေရဖြစ်ပါတယ်ခန္ဓာစပါပြီတန်ဖူလာဘတ်တာကွမ်တမင်းခေါ်မင်္ဂလာတို့ကိုမောင်ရှင်လျာနာတာတရားလေးပါအခမ်းအနားပြီးတော့မမီကအလူရှင်တောင်းဆိုထားတဲ့ချင်းနဲ့ဖျော်ဖြေနေရဖြစ်ပါတယ်သူကအဝေးရနောက်ဆုံးပေးရှာတဲ့လူတော်မင်္ဂလာရောတဲ့
ရှင်သာမဏေတို့ပြုပါတော်မယ်တွေးလို့အသေးကြပြီနားတော့မမေကိုလမ်းလျှောက်တဲ့ကက်လေးဖေဖေရိုက်ပြီးထင်ရပါ ရပါတယ်အနီးပြန်ပြော ဒါကတော့တောင်မြို့မှာပိုးတယ်ကြီးကြည်နေတာဖြစ်ပါတယ် မန္တလေးကမပြန်ခင်မှာမရောက်တာကြောင့်ရတဲ့ဖွင့်တကားကိုတွားခဲ့ပါတယ်ခုကတော့မလေးထောင်တမန်အင်းပေးမှာပါမာဈေးထဲနေရှိပါတယ်ဈေးရဲနေတစ်ချက်ရှိပါတယ်နင်းဝိုင်းဟုတ်ပြီ သမီးတော့သွားကြတယ် ပြီးတော့အမှန်တော့တမီးကနန်းတော်ရဲ့သွားကျင်တာပထမချိန်ကတော့မမီတို့ပွဲနေတာလားဆိုအချိန်သိမရတာကြောင့်မန်းတင်နန်းတော်ရဲ့မတည့်ခဲ့ရပါဘူးထောက်တမန်အင်းရဲ့အလှကိုကြည့်ပြီးတော့ကြာစံထုတ်စားကြတာဖြစ်ပါတယ်ရှိရ40စတည်တယ်51မှာပြီးတယ်ဆိုတော့2နှစ်ပေါ့2နှစ်ဆောက်ထားလိုက်ဒါသူတွေကဟိုရိတ်နေလည်းမနေဘူးနောက်နေ့စုံရင်ဒီမှာဆိုင်းဖို့အရေးရှိတယ် တိန်တိန်လေးကမှတွေ့လား လှတယ်ရှားပါဖြစ်နေတယ်တမီးတို့ငယ်တော့လည်းရှိတယ်မမစာလေးစစ်ခနေမယ် ဟုတ်တယ်ပါကိုကြီးဟုတ်တယ်ကိုကျေးဇူးတင်ပါတယ်ကိုကြီးဒါကတော့ကိုကြီးရေးဖို့ဟင်းနဲ့မမမိုးလိုက်ကြွေးတာပါရန်ကုန်မပြန်ခင်မဟာမြတ်မုနီရွှေရှင်တော်မြတ်ကိုဖွင့်ပြခဲ့ပါတယ်လိုရောင်းတာလည်းမသိဘူးဒီလို9000နဲ့စိန်တပွေး
ညာနေစီနဲ့ခေါင်းနာတယ် နော်ညာနေစီတဲ့ပန်း ကောင်းသောမင်္ဂလာဖြစ်ကြ အပူမုန်တိုင်းဟာမြမပင်အများကြီးပဲမို့လို့ ဟိုဘသွားကြည့်ဟိုအလေကိုပြည့် ဒါကတော့ငါးစာကျွေးနေတဲ့လေးကြီးတွေ့တွေ့တဲ့မမီပါအပြန်လမ်းမှာ rainbow တွေ့လို့ record လုပ်ခဲ့ပါတယ် Bye bye see you on the next video